ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ငင်းထောင်ပါကျွန်တော်ဟိုတနေ့က post လေးတင်ထားတယ် Facebook တွေ YouTube တွေမှာကျွန်တော်ကိုကြိုက်တဲ့မေးခွန်းမေးလို့ရတယ်ကျွန်တော်အကုန်ပြန်ဖြေပေးမယ်ဆိုရဟာကျွန်တော်ဒီနေ့အကုန်လုံးပြန်ဖြေပေးမယ်ဒါပေမဲ့အကုန်လုံးတော့မဟုတ်ဘူးမေးခွန်းတွေကနည်းနည်းလေးများတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရွေးပြီးတော့အဆင်ပြေတဲ့ဟာလေးဖြေပေးမယ် Okay let's go ပထမဆုံးမေးခွန်းက vlog တွေရိုက်ဖို့ဘယ်ကနေစပြီးတော့စိတ်ကူးကောင်းတွေရခဲ့တာလဲပြတယ်vlog တွေရိုက်ဖို့ကကျွန်တော်တို့ဟိုဒီ2014-15လောက်မှာကျွန်တော်ကြိုက်တဲ့ YouTuber တွေရှိရဲ Vitaly တို့ Roman Atwood တို့သူတို့ရဲ့ video တွေကြည့်ပြီးတော့ဗောနော်စိတ်ကူးလေးအဲ့လိုစပြီးရခဲ့တာသူတို့လည်းကျွန်တော်အားကြတယ်သူတို့လည်း inspire ဖြစ်တဲ့အတွက်ကြောင့်မလို့ဗောနော်ဘယ်တော့မိမယူมาလဲဗျာတဲ့ဘယ်လို type ကိုသဘောကျလဲတဲ့မိမကကျွန်တော်စဉ်းစားထားတာဗောနော်35လောက်တော့လိုချင်တယ်ယူချင်တယ်ဗောနော် Okay type ကကြတော့အဲ့လိုမရွေးပါဘူးကိုယ်နဲ့အဆင်ပြေ type ဆိုရင်သဘောကျတယ်မရှိပါဘူးလို့ကြီးများတာပဲမရှိကုန်အဆင်ပြေကြီးသားရှိလာတဲ့မရှိသေးရင်နဲ့ပညာအရေးချင်းစိတ်ထားနောက်ခံ background အဲ့သုံးချက်တည်းကဘယ်ဟာကိုကြည့်ပြီးရွေးချယ်မှလဲတဲ့ကြီးသားရှိလား single လားဒါတော့အမေးများတယ်မေးကုန်ပေါ့နော်ဒီအသက်ရွယ်ကြီးလည်းရောက်နေပြီဗျာနဲ့ခင်ဗျားတို့လည်းစဉ်းစားကြည့်ပေါ့ကြီးသားရှိလားမရှိဘူးလားဆိုတော့ကျွန်တော်အဲ့လိုမျိုးအတိအကျကြီးတော့မရှိဘူးပညာရေးချင်းဘယ်လောက်ရှိရမလဲစိတ်ထားကောင်းရမလား background ကဘယ်လောက်ရှိရမလဲဆိုတော့ဒါပေမဲ့ဒီချက်ထဲမှာစိတ်ထားလေးနည်းနည်းဖြူရင်ပို့ပြီးတော့သဘောကျအဲ့ဟာကိုပို့ရွေးချယ်ပြတယ်ပေါ့နော်စိတ်ထားနဲ့ပတ်သက်အားပေးတဲ့ဘောလုံးတင်ကဘာတင်လဲ bro တဲ့ကျွန်တော်အားပေးတဲ့အတင်က Real Madrid ပါReal Madrid ကျွန်တော်ဟိုးငယ်ငယ်လေးက Real Madrid ကအားပေးလာပေါ့နော်အကိုရဲ့အတွင်းခံဘောင်းမီကဘာဆိုင်ဝင်လဲပြတယ်ဘာလို့မလို့လဲဒီလို content video တွေတဲ့စလုပ်တဲ့အချိန်တုန်းက first sign အနေနဲ့မလုပ်ရဲတာတို့ရှက်တာတို့ရှိခဲ့လာဗျာတဲ့ experience လေးသိချင်ပါတယ်တဲ့ဘယ်လို try ခဲ့ရလဲ bro တဲ့ဆက်စချင်းရိုက်တဲ့ video တုန်းကကျွန်တော် street interview စရိုက်တာပြီးတော့မှ prank ရိုက်တာပေါ့နော်ဒါပေမဲ့အဲ့လို street interview စရိုက်တုန်းကတော့တိတ်ပြဿနာမရှိဘူးလူမကြောက်ဘူးပေါ့နော် prank ရိုက်တုန်းကတော့ငယ်လဲငယ်သေးတော့ကြောက်တယ်အဲ့လိုကြောက်တာထက်အဲ့လိုမျိုးတိတ်မပြောရဲဘူးလူတွေသွားပြီးတိတ်မချင်းကပ်ရဲဘူးပေါ့နော်အဲ့လိုတိတ်အဆင်မပြေဘူးပေါ့နော်ဆက်စချင်းရိုက်တုန်းကတော့နောက်ပိုင်းတော့သူ့အနေနဲ့သူရိုက်ပါများလာတော့မကြောက်တော့ဘူးလူတွေကိုအကိုနှစ်ချီနှိုက်သေးလားတဲ့နှစ်ချီကတော့နေတိုင်းနှိုက်တယ်နောက်ထပ်တဲ့နိုင်ငံတစ်ခုထပ်သွားဖို့ရှိလားဗျာတဲ့အခုကျွန်တော်ကယူရီးယားမှာနောက်ထပ်နိုင်ငံကတော့အခြေအနေရပဲပေါ့နော်တွားပြစ်မလားတော့မသိသေးဘူးပေါ့နော်တွားချင်တာတော့ US ဆိုသဘောကျတယ်ထပ်သွားဖို့အစီအစဉ်ကတော့အခြေအနေအချိန်ခါရ print video ရိုက်ရတာတဲ့ bro ရဲ့ဝါသနာလားတဲ့ဒါမှမဟုတ်တဲ့လူတွေကိုပျော်စေခြင်းလို့ entertainment ပေးစေချင်တာလားတဲ့မမေးတတ်ပေမဲ့ bro ရဲ့ရည်ရွယ်ချက်ကိုသိချင်တာပါတဲ့ print video ရိုက်ရတာကျွန်တော်ဝါသနာပါပါတယ်လူတွေနဲ့အဲ့လိုမျိုးစနောက်ရတာလဲအရန်သဘောကျပါတယ် entertainment ပေးချင်တာဆိုတော့ဒါတော့ဟို video creator တိုင်းမှာအဲ့ရွေးချက်ကတော့ရှိပဲပေါ့နော် video create လုပ်တယ်ဆိုကြတဲ့ကဒီကြည့်တဲ့လူတွေကို viewer တွေကို entertainment ပေးချင်လို့ပျော်ရွှင်စေချင်လို့ရိုက်တာပေါ့နော်ဘယ်လိုအစားအစာကိုအကြိုက်ဆုံးလဲတဲ့အကြိုက်ဆုံးအစားအစာတော့မရှိဘူးအကုန်စားရပေါ့နော်ဒါပေမဲ့အခုလက်တလောကြိုက်နေတဲ့အစားအစာနန်းကြီးတုပ်ကြိုက်တယ်နန်းကြီးတုပ်လက်ဖိတ်အဲ့စားပြစ်တယ်ပေါ့နော်အဲ့ကြိုက်နေတတူးထိုးဖို့အစီအစဉ်ရှိသေးလား brother တဲ့တတူးကထိုးမှာဒီတစ်ချောင်းလုံးကိုလည်းဒီဂျားထဲမှာဟနေတဲ့ဟာတွေလက်ဟနေတဲ့ဟာတွေလည်းဖြည့်အောင်မယ်နောက်ပြန်ဒီဘယ်ဘက်ခြေတော့ပေါ့နော်အဲ့လိုလေးနည်းနည်းထိုးခြင်းတယ်ကြောလဲထိုးခြင်းတယ်ထိုးတော့ထိုးခြင်းတယ်နားလို့မထိုးသေးရဘေးဘာရောင်ကြိုက်လဲပြတယ် the fuck man ဘေးကကျွန်တော်ဝင်းနေကြအယောင်အဲ့လိုကြိုက်တဲ့အယောင်တော့ရှိတယ်အဖြူတို့အမဲတို့ကိုကြိုက်တယ်ဘေးထဲမှာ fan တွေမသိသေးတဲ့ habit တစ်ခုရှိရင် share ပေးပါတဲ့ကျွန်တော်ခန္ဓာကိုယ်ကိုကျွန်တော်အဲ့လိုမျိုးအချွန်နဲ့ထိုးရကြိုက်တယ်ခန္ဓာကိုယ်အချွန်တစ်ခုခုနဲ့ချွန်တော့အရန်ချွန်တဲ့ဟာမဟုတ်ဘူးအဲ့လိုမျိုးအဲ့လိုချွန်အဲ့လိုတုံးတဲ့အချွန်လေးနဲ့ထိုးပြီးတော့အဲ့လိုအဲ့လေး feel ခံရတာကြိုက်တယ် camera off နေရင် introvert type လား extrovert type လား extrovert နဲ့ introvert ကဘာလို့ကျွန်တော် introvert type ပါ comment အားလုံးဖတ်လာတဲ့ဖတ်တယ်အဲ့လိုဆဲရရဟာတွေ့ရင်ပြန်ဖြတ်တယ်Wise ဆိုတာဗာလဲတဲ့ idol တဲ့ Wise ကကြတော့ကျွန်တော်လွန်ခဲ့တဲ့ maybe 2016 19 18အဲ့လောက်ဖြစ်မှထင်တယ်အင်ကြီးထုတ်ခဲ့သေးတယ်တွပီတို့တမိန်ပေါ်တို့ logo တွေနဲ့မြန်မာကာတွန်း logo တွေနဲ့အင်ကြီးထုတ်တာအင်ကြီးထုတ်တော့ brand name တစ်ခုပေးမယ်ဆိုပြီးတော့စဉ်းစားလိုက်တော့ Wise ဆိုရဲနာမည်လေးပေးလိုက်တာအဲ့ logo လေးသဘောကျလို့ပြန်သုံးပြနေတာပေါ့နော်ဘယ်ရွယ်မှာ master base စလုပ်တာလဲပြောတဲ့ master base စလုပ်တဲ့အရွယ် master base စလုပ်တဲ့အရွယ်ကSo break it. Brother height. Okay. ကျွန်တော်အခုရက်က9ပေ6လက်မ
ခွဲလားမသိဘူးဟုတ်တယ်အဲ့လိုဖြစ်မှာ keyboard ကြိုက်လားတဲ့ keyboard မကြိုက်ဘူး bass group တွေကြိုက်တယ် bass group ကမကြိုက်ဘူး inter က international အကြိုက်ဆုံးဆိုတော့ဘာတူလဲတဲ့ဖြည်းဖြည်းနော်တဲ့ international ကကျွန်တော်အကြိုက်ဆုံးဆိုတော့က okay hip hop R&B ပေါ့နော်အဲ့ဒါပုံနားထောင်ပြနေ Chris Brown Drake Kendrick Future နည်းနည်းလို့ bounce ဖြစ်နေတာကြိုက်တယ်ကျုပ်မှာဆော်ရှိရတယ်ခင်ဗျားမှာဆော်ရှိတယ် what the fuck man hook တော့မဟုတ် hook စားကောင်းပါရဲ့လားတဲ့ထိုင်းစားစားအရန်ကောင်းပါတယ်စားလို့အဆင်ပြေပါတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်မြန်မာအစားအစာပို့ပြီးတော့ရွေးချယ်စရာများတယ်လို့ခံစားရတယ်ကျွန်တော်အဆက်မစားတော့ဟိုအချိုနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့စားစရာတိတ်မရှိဘူးငယ်ဘွားကတဲ့ကြောင်းတက်တဲ့အချိန်ကအကြောင်းပြောပြရတယ်စောကြည်လာတယ်အိုးကျွန်တော်ငယ်တုန်းကကျတော့နည်းနည်းငြိမ်တယ်ကြောင်းပါတော့ငယ်တုန်းကကျွန်တော်စောကြည်လားဆိုစောတော့တိတ်မကြည့်ဘူးကောင်မလေးကြီးလည်းတိတ်ပြီးတော့စကားမပြောရဲဘူးကြာကြီးတော့မကြည့်ရဲဘူးလို့စိုက်ပြီးတော့အခုတော့ကြည့်ရဲမနက်နိုးရင်လည်းပထမဆုံးဘာလုပ်လဲပြတဲ့ကျွန်တော်မနက်နိုးရင်နိုးချင်းပလုတ်ချင်းပါတယ်ပလုတ်ချင်းနဲ့ဆိုတော့အဲ့လိုညာတော့အိတ်ထားတော့တရီတွေကကြာတယ်တရီတွေကြာအရင်ညစ်ပလို့ပဇနာမှာလို့ပလုတ်ချင်းပြီးတန့်ရှင်းလုပ်တယ်ပြီးတော့မှရှူပေါက်တယ်ရှူပေါက်ပြီးတော့တစ်ခါအိမ်သာသွားတယ်မနက်နိုးလိုက်အိမ်သာတစ်ခါတန်းသွား Marvel DC ရဲ့ Okay Marvel DC Marvel လား DC လား DC Messi Ronaldo ဆွီအခုအကြိုက်ဆုံးအနုပညာရှင်3ဦးနဲ့ဘာလို့သဘောကျလဲဆိုတော့ပြောပြပါတဲ့ Lisa ဘာလို့သဘောကျလဲဆိုလှလို့သဘောကျမြန်မာပြည်မှာရိုက်ခဲ့တဲ့ဗီဒီယိုထဲမှာတဲ့ဘယ်တပုတ်အမှတ်ရဆုံးလဲ bro ရဲ့အိုးမိကုန်းလေးကောင်းတယ်ကျွန်တော်တင်ကျွန်တော်ချောလာဗီဒီယိုပဲအဲ့တော့ကျွန်တော်ချောလာဗီဒီယိုကကြတော့အဲ့လိုမေးရတယ်မေးကုန်းကြီးရတယ်တမျိုးကြီးပဲလေအဲ့လိုနားထောင်ရတာကျွန်တော်ချောလာဆိုပါယူဘယ်သူမှလည်းလိုက်မေးမနေဘူးဒီမှာအဲ့လိုလမ်းမှာတွေ့တဲ့လူတွေအဲ့မေးလို့လည်းကောင်းတယ်ဗျာအပြင်မှာလိုက်မေးရကျွန်တော်ချောလာဆိုပြီးတော့အဲ့လိုဒီဗီဒီယိုတင်တဲ့အချိန်မှာတော့ကြည့်ရလူကအတန်1 million လောက်ရှိတယ်1 million ကျော်သွားပါတော့အဲ့မှာလူတွေတော်တော်များများလည်းကျွန်တော်သိသွားပါတော့အဲ့ဗီဒီယိုကြောင့်မြန်မာလူမျိုးဖြစ်ရတာဂုံယူပါသလားတဲ့မြန်မာပြည်ကိုလွမ်းရင်လာတယ်မြန်မာလူမျိုးဖြစ်ရတာဂုံယူပါတယ်ကျွန်တော်မြန်မာနိုင်ငံကိုမြန်မာပြည်ကိုအများကြီးလွမ်းပါတယ်တရက်တော့ပြန်ဆောင်ကြမယ် How old are you bro I'm now 31 years old ဘဝကိုလည်းဘယ်လိုပုံစံနဲ့ဖြတ်သန်းကျင်နေ brother တဲ့ပတ်စံနေအများကြီးနေတယ်မှာပတ်စံနေဒီဘက်မှာလည်းပတ်စံနေဟိုဘက်မှာလည်းပတ်စံနေအဲ့လိုဖြတ်သန်းကျင်တယ်မြန်မာနိုင်ငံမှာပြန်နေဖြစ်မှာလားတဲ့ကျွန်တော်မြန်မာနိုင်ငံမှာပြန်နေဖြစ်ဖို့စိတ်ကူးရှိပါတယ်လာပြီကောင်းမလေးရှိလားတဲ့ favorite food တဲ့ favorite movie တဲ့ favorite cartoon တဲ့ favorite anime တဲ့ favorite sport favorite game တဲ့အပေါ်ဆုံးမေးခွန်းအရင်ဖြေပေးပါတယ်ကောင်းမလေးရှိလားမဖြေဘူးဗျာ favorite food အောက်ကဟိုင်လည်းမဖြေတော့ဘူးအများကြီးပဲမလို့ what you do in your free time တဲ့ okay ကျွန်တော်အားတဲ့ချိန်မှာကျွန်တော်ရုပ်ရှင်ကြည့်တယ် game ဆော်တယ် what kind of person would you choose as your future partner တဲ့ future partner ကို future ရောက်မှရွေးချယ်တော့ဘာလို့အဲ့လိုချိုးနေရတာလဲလို့အဲ့ဒါတော့မွေးကလေးကအမေကအဲ့လိုပဲမွေးပေးလိုက်လို့ပေါ့နော်ကျွန်တော်လည်းမပြောတတ်ဘူးအမေတို့တော့မေးကြည့် video edit လုပ်နေပြောပြတယ် video edit လုပ်နေကကိုယ့်အကို YouTube မှာရှာကြည့်သင်တန်းတွေရှိတယ်လေ့လာဆရာကြီးရဲ့စော်ဘယ်နှယောက်ရှိလဲတဲ့စော်ရလားမြန်မာနိုင်ငံရဲ့ပထမဆုံး prank video ရဲ့ကိုစပြီးရိုက်တာလားကျွန်တော်စပြီးရိုက်တာပါ I'm the first prank story မြန်မာလင်းရှိတာတဲ့လင်းမရှိဘူးမိမလည်းမရှိဘူးမြန်မာနဲ့ထိုင်းကွာခြားမှုကဘာလဲတဲ့စလုံးပေါင်းကွာမိကလူမှကြီးကောင်းတဲ့ software တွေနဲ့အကောင်တွေကိုဗာပြောချင်လဲတဲ့သူတို့ကိုသူတို့ဆယ်လီမင်းသားနာမည်ကြီးလို့တော့ပြောတာပဲတဲ့မိကလူကြီးကောင်းတဲ့ software ဘယ်သူတွေလဲကျွန်တော်လည်းမသိဘူးဘာမှတော့မပြောချင်ပါဘူးသူကလည်းသူဘွားနဲ့သူနေနေရတာမြန်မာနိုင်ငံကိုချစ်တာပေါ့ bro ဆောင်းထားတဲ့ auto LA ပြောင်းပြန်စီဘယ်လောက်ရှိလဲနောက်ပြီးတော့မြန်မာနိုင်ငံဘယ်မှာရနိုင်လဲတဲ့ bro အဲ့တော့ကိုယ့်ကို online မှာရှာကြည့် bro ရေ auto ကတော့နှလုံးကနန်းပေးပါလားတဲ့ okay 22မုတ်စိမ့်နဲ့နှခမ်းမှုရတယ်ဘာလို့သိမ့်မပေါက်တာလဲဗျာကျွန်တော်လည်းအဲ့ဒါပေါက်ချင်နေတာဒီနားလေးပဲကွက်ပြီးတော့ပေါက်တယ်အဲ့လိုဒီဘက်တွေဒီလိုမျိုးကြီးပေါက်ချင်တာကြီးတင်ပါလို့ရှေ့ကြီးပေါ့နော်အဲ့ဒီလိုမျိုးတိုးချင်တာ bro ရဲ့ onu ဘယ်နားမှာနေလဲဗျာတဲ့ကျွန်တော်အလုပ်က onu BDS နဲ့နေလေးဗျာတဲ့ bro နဲ့အပြင်မှာစုံမှုချင်တယ်တဲ့
ကျွန်တော်အုံနုဘယ်နာကနေလဲ bro ကျွန်တော်မပြောနိုင်ဘူးကျွန်တော်အိမ်မှာကျွန်တော်နေတာလေဘင်းကတတူကဘာအတိတ်ပဲလဲတဲ့လေဘင်းတတူဆိုတာဒီဟာကိုပြောရထင်တယ်ကျွန်တော်လည်းဒီချာတော့မသိဘူးဒါပေမဲ့ဆောက်တာကြလို့ထိုးတာဒီမျိုးလေးအပြင်သွားပြီး print ရိုက်တိုင်းနဲ့နှကန်းကြီးကဘာကြောင့်စိုးသွားတာနှကန်းကြီးမစိုးပါဘူးနှကန်းအစီပဲဆိုပါနှကန်း6 green ထူလာဖြည့်ပေးတဲ့ fuck green ကတော့ထူတာပေါ့တော့ KB 3လာတယ် KB 3လာ KB ဘာလုံးမလို့ KB 3လာ KB 3လာဆိုလိုက်မင်းဖိမမဲ့ပါလာပြတယ်ဖိမမဲ့မပါဘူးဖိပြောင်းကြီးဆေးလေးဖြတ်လိုက်ပြီလားဆေးလေးဖြတ်လိုက်ပါပြီလွန်ခဲ့တဲ့2025ဒီဇင်ဘာလောက်ကချီးဘယ်နှခါပါပြီလေဗျဒီနေ့မနက်ကချီးတစ်ခါပဲပါသေးတယ်တရက်ကိုရဲ့ဘယ်နှချိန်ပါလဲပါတဲ့ကိစ္စကလည်းပါတာတရက်ကို3ခါလောက်ပါတယ်မနေ့တစ်ခါညနေတစ်ခါညတစ်ခါ3ကပါတယ်အထာကြကြတဲ့ဘယ်လိုနေရမလဲတဲ့အထာကြအောင်လို့အထာကြအောင်နေလို့မရအောင်အထာတော့သူအော်တိုကြအောင်မတူညီတဲ့ content တွေလုပ်ဖို့ရှိလာတယ်ဟုတ်ကဲ့မတူညီတဲ့ content လေးဆက်ရိုက်ဖို့ရှိပါတယ်တခြားဟာလေးပြောင်းပြီးတော့เนาะကောင်းတာလေးပေါ့เนาะမကောင်းတာမဟုတ် What your biggest fear မွေကျွန်တော်မွေကြောက်ပါတယ် My fear is snake bro လို့တဲ့ social skill ကောင်းအောင်လည်းဘယ်လို try ရမလဲဗျာတဲ့အမြဲအားပေးနေတဲ့အကိုငင်းရင်ထောင်အောင်တဲ့ကျွန်တော် social skill မကောင်းပါဘူးဘယ်သူပြောလဲကောင်းတယ်လို့အမေတို့ကဒီမှာတို့ရင်ကြီးကြီး bro တဲ့ဂွေးစီမှဲ့ပါလားတဲ့မာနမကြည့်ရင်ဖြေပေးပါ bro တဲ့ကျွန်တော်ဂွေးစီမှာမှဲ့လည်းမပါပါဘူးမာနမကြည့်ဘူးဖြေပေးရနော်တော့ရင်ကြီးကြီးလေးဂွေးစီမှာမှဲ့ပါလား bro တဲ့အသေးနှလုံးလေးနေကျွန်တော်က KB 3သိန်းလောက်မလွဲချင်ဘူးလားလို့မေးချင်ပါတယ်မလွဲချင်ပါဘူးဘာလို့လွဲရမှာ bro ရဲ့ tattoo ဘယ်ကထိုးတာလဲဗျာတဲ့ကျွန်တော် tattoo ဆရာကကျွန်တော်ထိုးတဲ့ tattoo ဆရာများပါတယ်အများကြီးပဲအားလုံးကအခုဆိုရင် tattoo artist ကမရှိဘူးဆို6ယောက်9ယောက်လောက်တော့ရှိပြီအဲ့လိုအဆင်ပြေတဲ့လူတွေတော်တဲ့လူတွေအကုန်လုံးနဲ့လူမကြွေဘူးအကုန်လုံးနဲ့ကျွန်တော်ထိုးတယ် HD ထွက်ဖို့ရှိတာ bro ရဲ့အခုလည်း HD ထွက်နေရပါလေ 1080p HD ပဲလေကြည့်လို့ရတာ 4K နဲ့အောင်ကြည့်လို့ရတာ Arsenal ဖလားနှလုံးရမှာလားတဲ့ Arsenal ကဖလားအခုတစ်လုံးရသွားပြီနောက်တစ်လုံး Champion League ကသူပဲရမယ်ထင်ပါတယ်ဒီနှစ်တော့စိတ်လီနေတာလားတဲ့စိတ်ကလီတဲ့ခါလေးလီရမလီနဲ့မလီဘူးလေအဲ့လိုစိတ်ကတစ်ချိန်လုံးလီလို့တော့မရအောင် Tech bro တဲ့ tattoo artist who တဲ့အခုကျွန်တော်နောက်ဆုံးထိုးတဲ့ tattoo artist ကညဉ့်ဆိုတဲ့ tattoo artist မှာထိုးတယ် Okay ကျွန်တော်မေကွန်အခု title လောက်ဖြည့်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့လည်းဂျင်းနဲ့အားလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုကြမှာထပ်ပြီးတော့တဖန်ပြန်တွေ့ဆုံကြမှာ Okay bye bye